ဟုတ်ကဲ့မင်္ဂလာပါ KSU Technology မှာကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီ product တွေမှာကျွန်တော်ဒီ combo product ပေါ့နော်ကျွန်တော်ဒီ product တွေနှစ်ခုသုံးခုကိုပေါင်းပြီးတော့ကျွန်တော်ဒီ special price တစ်ခုမျိုးနဲ့ကျွန်တော်ဒီ combo product အတွဲလိုက်ရောင်းတဲ့အခါမှာကျွန်တော်ဒီ create လုပ်တဲ့ product ပုံစံလေးကိုပြပြမှာဖြစ်ပါတယ်ကျွန်တော်ဒီ product ကိုဝင်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီ combo product create လုပ်ဖို့တော့ကိုကျွန်တော်ဒီ product အောက်က add product ကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်တော့ကျွန်တော်ဒီ combo product ဆိုပြီးရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီ combo product နာမည်ပေါ့နော် set နာမည်ကိုကျွန်တော်ဒီမှာထားလို့ရမှာပေါ့နော်ကျွန်တော်ဒီမှာ combo set theme ကိုဆိုပြီးတော့ထည့်လိုက်မယ်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ SKU မှာဆိုရင်သူ့ရဲ့ combo ပစ္စည်း product ရဲ့ကျွန်တော်ဒီ barcode ထုတ်မယ်ဆိုရင် barcode ထုတ်ဖို့အတွက် number တစ်ခုကိုကျွန်တော်ဒီမှာ create လုပ်လို့ရမယ်ပြီးတဲ့ခါကျရင် unit ပေါ့နော်ဒီ combo ပစ္စည်းရဲ့ unit ရှိမယ်ပြီးရင်ကျွန်တော်ဒီ category ကိုကျွန်တော်ဒီ flow category မှာထားခြင်းလဲ category ရွေးပေးလို့ရမယ်ပြီးရင် alert quantity မှာဆိုရင်လည်းကျွန်တော်ဒီ combo ပစ္စည်းကတော့ alert quantity ထားစရာမလိုဘူးပေါ့နော်သူတခြား product တွေနဲ့အများကြီးပြန်လင့်နေတာဖြစ်နေတဲ့အတွက်ပေါ့နော်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ product type မှာကျွန်တော် combo ဆိုပြီးရွေးပေးလိုက်မယ်ပေါ့နော် combo ပစ္စည်းရွေးပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီအောက်မှာ add product name ပေါ့နော်ကျွန်တော်ဒီ product ရဲ့ကျွန်တော် combo ပစ္စည်းမှာပါဝင်တဲ့ product list ကိုကျွန်တော်ထည့်ပေးရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဥမာ combo ပစ္စည်းမှာကျွန်တော်ပါတဲ့ပစ္စည်းလေးကိုကျွန်တော်ရွေးပေးလိုက်မယ်ကျွန်တော်ဒီ apple ပါမယ်ပေါ့နော်ကျွန်တော်ဒီ002ပေါ့နော်ကျွန်တော်ဒီညာမဲ့ထည့်လိုက်မယ်ပေါ့နော်demo product ပါမယ်ပေါ့နော်ခုနကတခြားလုံးလေးပါပေါ့နော်ပြီးရင်ကျွန်တော်ဒီမပါတဲ့ဟာတွေဆိုလည်းပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီကအမှားချက်လေးနဲ့ပြန်ပြီးတော့ဖြုတ်လို့ရတယ်ပြီးရင်အရေးအတွက်တွေတိုးချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာအရေးအတွက်တွေတစ်ခါလေးပြောင်းလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာ branding က2ခုပါမယ် demo product က1ခုပါမယ်ပေါ့နော်demo product တစ်ခုပါမယ်ဒီ chocolate ကကျွန်တော်ဒီ5ခုပါပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီအရင်ဈေးနှုန်းကကျွန်တော်18925ပေါ့နော်အဲ့ဒါကိုကျွန်တော်ရောင်းမယ်ဆိုရင်ဘယ်လောက်ဈေးနဲ့ရောင်းမလဲပေါ့နော်ရောင်းဈေးကိုကျွန်တော်ဒီအောက်မှာ default selling price အနေနဲ့သတ်မှတ်လို့ရမှာပေါ့နော်သတ်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ save နှိပ်လိုက်တဲ့အခါကျရင်ဒါကကျွန်တော်ဒီ combo ပစ္စည်း product အနေနဲ့ရှိသွားပြီကျွန်တော်ဒီရောင်းတဲ့အခါမှာဆိုရင် POS ထဲမှာကျွန်တော်ဒီ combo set demo ဆိုတဲ့ဟာလေးကိုပေါ့နော်ရွေးပြီးတော့ကျွန်တော်ဒီမှာရောင်းလိုက်ရမှာပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ product item မှာပါတယ်3ခုလုံးကပစ္စည်းတွေအားလုံးကိုကျွန်တော်ဒီတခါတည်း combo ပစ္စည်းကနေပြီးတော့မှနှုတ်သွားမှာပေါ့နော် stock ကနှုတ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီသူ့စီမှာပါတယ်ပစ္စည်း list ထဲကပစ္စည်းကိုသွားကြည့်လိုက်တယ်ပေါ့နော်ဥပမာဆိုရင် sweet ပေါ့နော်view အနေနဲ့ကြည့်လိုက်မယ်အဲဆိုရင်ကျွန်တော်ခုနက sweet ထဲမှာပါတယ်ကျွန်တော်ဒီ chocolate 5ခုကတခါတည်းကျွန်တော်ဒီမှာ -5 အနေနဲ့နှုတ်သွားပြီပေါ့နော်တခြားကျွန်တော်ဒီကျန်တဲ့ product နှစ်ခုဆိုလဲသူ့ကိုယ်သူနှုတ်သွားပြီပေါ့နော်